အိမ်နောက်ကြတယ်ဆိုတော့မိုင်းလေးရောကိုလိုပဲမိတာလားတဲ့ကိုမြင်တော့မိတာပါတယ်လို့ကိုရင်တိုင်းလေးပဲလားသွားလာကိုမျိုးကျော်ကြီးကနောက်က live ပေါ့နော်ဟုတ်ကဲ့ကိုကြီးတကယ်ပါရမီဖြည့်ပတ်ကောင်းတယ်တွေ့ထားတဲ့အတွက်အတင်းခေါ်ရတယ်မလိုက်ဘူးကိုကြီးသူ့အလုပ်ဟိုဖြစ်လို့ရှိရင်တစ်ခါတလေလိုက်ခဲ့ပေးပါဆိုတော့ तू ကမလိုက်ဘူးကူကတော့ဟိုခင်လာတော့ကြာပြီကိုကြီးနဲ့ဟိုရင်ဒီမိုင်လေးပောက်စနာတွေကမိုင်လေးစပြီးတော့အနုပညာစလုပ်ခရဲကစပြီးတော့ခင်နေတာအခုချိန်ကြီးပဲအဲ့တော့ဆိုမိုင်လေးကဒါဘယ်လိုပြောလူကြီးတစ်ခါစားလေးကုံတိုင်ကြီးဖွင့်တာလူကြီးတစ်ခါစားလေးဆိုတဲ့အရွယ်ဆိုတော့ဘယ်လိုပြောမလဲအရင်ချစ်စရာကောင်းတယ်ကို့မှာလည်းညီမလေးမရှိဘူးလေအဲ့တော့ဆိုကိုကြီးတို့စီ body scrub လာပြီးလောက်တာကိုကြီးတို့စီကတကယ်ကို body scrub လောက်တာတွေအရန်ဟိုပေါ့နော်ကောင်းတယ်ကိုကြီးတာကြီးတို့စီကပေါ့နော်ဒီဟိုအမတွေညီမတွေက body scrub တွေပါဆိုလို့ရှင်လဲအရန်ဟိုသူကလေ3ခါ4ခါလောက်လုပ်လို့ရှင်တကယ်ကိုအဲ့လိုမျိုးတော်တော်လေးတိတာဖြူဖွေးတာထက်ကိုကြီးရဲ့အမဲဆက်လေးရှိတဲ့နေရာတွေပါဆိုလို့ရှင်လဲအဲ့လိုမျိုးရော့သွားတယ်ပါသွားတယ်ကိုကြီးကျွန်တော်ကbeauty spa လည်းဖွင့်လာတယ်အဲ့ဒီ hair style လေးကိုကြီးညီမလေးကို2000နဲ့မှတ်မှတ်ရရ2012လောက်မဟုတ်ဘူးကိုကြီး2010လောက်ဆိုစပင်းအကောင့်ညီမလေးကြိုက်လို့ဆိုပြီးလာလောက်တာအဲ့ဒီလာလောက်တဲ့ဟာလေးကလေကိုနေကလိုက်သွားညီမလေးကငကိုတွေကမွေးတော့ကစပင်းအကောင့်ညီမလေးအဖြောင့်အရန်ကြိုက်တာဒါပေမဲ့အဲ့ဒီအချိန်မှာညီမလေးကပြန်ကောက်ချင်သွားဘာကြောင့်လဲမသိအမကောက်တဲ့အချိန်မှာကိုကြီးကနေပြီးတော့အဲ့ဒါစပင်းရှေးကြီးပဲရှေးကြီးကိုကိုကြီးကနေပြီးတော့ဒီအကောက်လိုမျိုး line ရည်နဲ့လုတ်ပေးလိုက်တာအဲ့ဒါလေးတော့တော်တော်သဘောကျအခုချိန်ကြီးကိုသဘောကျတော့မယ်အဲ့ဟာလေးကနော်လိုက်တယ်ဟုတ်ဘာကွာဝါလဲဘာလဲပို့လာတာမိုင်းလေးကဘာတွေကွာဝါလဲဆိုတော့လေအများကြီးပြောင်းလဲသွားတယ်မိုင်းလေးကတစ်နှစ်ကုန်သွားတယ်အများတစ်နှစ်ပိုလာတယ်အဲ့ဒါတော့ဒါပေးတဲ့ဒီဆုံးပဲเนาะတစ်နှစ်ကုန်သွားရင်တစ်နှစ်ပိုလာတယ်တစ်နှစ်ပိုလာတယ်ပြီးတော့လေဘယ်တော့မှရင့်သွားတယ်ဆိုတော့လည်းမရှိဘူးဒါကရုပ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာကလည်းအခုချိန်ထိကျွန်တော်နဲ့သူနဲ့စတွေ့တော့ကအရွယ်လေးအတိုင်းပဲသူ့ရဲ့စိတ်ပိုင်းဆိုင်ရာလည်းအခုချိန်ထိရှိနေတော့ကလေးတယောက်လိုပဲဘာလို့သူ့မှာဘာရောက်မှမရှိဘူးစိတ်ကောင်းဟမ်မဆောင်တက်ဘူးဒါကြီးကအရင်ဆိုးရင်ဆိုးတယ်မဆိုးရင်မဆိုးဒါကြီးအရင်ချစ်ဖို့ကောင်းတချို့ကျတော့ဟိုပါဇက်ကဘာမှမပြောပဲကိုကြီးကတော့စိတ်ဆိုးကတော့မရှိဘူးပါဘူးခါလေဒါပေမဲ့ဟိုခလိုမျိုးပြပြရလေဟမ်မဆောင်တက်ဘူးလို့ကိုဗာလေမျက်နာမှာပေါ်တယ်ဟုတ်တယ်အဲ့လိုမျိုးအဲ့တခုကျွန်တော်တို့တွေ2000နဲ့ဟိုပါပေါ့နော်8ခုနှစ်လောက်ထဲကစပြီးတော့ခင်မင်ခဲ့တာခုချိန်ကြီးပဲမိုင်းလေးနဲ့ကျွန်တော်တို့ကြားမှာတခါမှစိတ်ဆိုးတာတော့ဘာလို့မရှိပါဘူးမရှိဘူးကိုကြီးနဲ့ပို့ပြီးတော့ချစ်လာတယ်ကိစ္စတစ်ခုပြီးတိုင်းတန်ရုံးစင်ပို့တစ်ခုတိုးလာတယ်ဟုတ်ကဲ့ပါကိုအကြောင်းအရာတွေတစ်ခုပြီးသွားတိုင်းပို့ပြီးတော့ရင်းနှီးလာတယ်ပေါ့နော်ဆိုရင်တော့မောင်နှမတွေလိုတာဟိုအမေနဲ့ဆိုလဲလေအမေမိုင်းနဲ့ဆိုလဲတားမိတွေလိုပဲစိုးတိုင်မင်ကောင်းတိုင်မင်မှာကိုကြီးဖြတ်တန်းနေပါတယ်ခင်ဗျအိမ်အောင်ကြပါမယ်လည်းမပြောင်းလဲဟုတ်တယ်အဲ့ဒါလေးကတော်တော်ဒီပုံစံတိုင်းဟုတ်ကဲ့ပါအိမ်အောင်ကြသွားတယ်ဆိုတာလေအိမ်အောင်ကြသွားတယ်ဆိုတာလေဟိုခန်းခန်းနားနားနဲ့မင်္ဂလာဆောင်ကြီးဆောင်လိုက်လို့ဒါမိုင်းလေးကအိမ်အောင်ကြသွားတယ်နော်ဆိုဟုတ်ကဲ့ဆိုပြီးခေါင်းညှိရတဲ့အဖြစ်ပဲရှိတာကျန်တာဘာမှမပြောင်းလဲဘူးမေ့တော်မေ့နေတယ်ကောင်းလိုက်တာဟာကိုကြီးမေ့တာပဲကောင်းတယ်ကိုကြီးမေ့ကြအောင်ဆောင်လိုက်မယ်ကိုကြီးညီမမေ့နေတယ်ကျွန်တော်တို့တွေဟုတ်တယ်မလားပြည်သက်ကြီးလည်းအဲ့လိုပဲနေမှာနော်ကောင်းလိုက်တာကိုကြီးကျေးဇူးတင်ပါတယ်ခလေးလေးလိုပဲမေ့ကြနော်မေ့ပေးပါနော်ကိုကြီးလိုပဲမေ့ပေးနော်မေ့ကြနော်အားလုံးမေ့ပေးနော်မိုင်းလေးဟာနောက်တာမေ့ပါသေးရှမ်းမေ့တာပေါ့သူလည်းမမေ့ဘူးမေ့ပါတယ်မေ့ပါတယ်ဟုတ်ကိုမေ့တယ်ဆိုတော့တမီးကပစ္စည်းကြီးကြံခဲ့တာတာလီဆိုခါပေါင်းများစွာမနေတာလီဆိုကိုကြီးညီမလေးစိတ်ပတိလေးပြဲဆိုတနေရာမှာအများအားထားခဲ့ညီမလေးပတ်စံကြီးကြံတာဆိုလို့ရှင်တော့3ခါမြောက်ပေါ့ပတ်စံကြီးကြံခဲ့အဲ့တော့ပြောတာမဟုတ်ဘူးဘယ်အောင်ပြောရလဲကိုကြီးအိမ်နောက်ကြတယ်ဆိုတော့မိုင်းလေးရောကိုလိုပဲမေ့တာလားတဲ့ကိုမြင်တော့မေ့တာပါတယ်ဟုတ်ကဲ့ပါကိုရင်တိုင်းလေးပဲလားသွားလာကိုမျိုးကျော်ကြီးကနောက်က live ပေါ့နော်ဟုတ်ကဲ့ကိုကြီးတကယ်ပါရမီဖြည့်ပတ်ကောင်းတယ်တွေ့ထားတဲ့အတွက်အတင်းခေါ်ရတယ်မလိုက်ဘူးကိုကြီးသူ့အလုပ်ဟိုဖြစ်လို့ရှင်တစ်ခါတလေလိုက်ခဲ့ပေးပါဆိုတော့ तू ကမလိုက်ဘူးအဲ့လိုမျိုးမမိုက်လေးမမေးတာမျိုးသားအများနဲ့ view site ပေးနေလို့အဲ့လိုလည်းမဟုတ်ပါဘူးမလေးရဲနဲ့ချစ်ပေးနေလို့ကိုကပေတာကနေမြင်ရတဲ့ခါမိုင်းလေးကိုပေါ့ဒါကိုမျိုးကျော်ကြီးချစ်တာလေးတွေတွေ့တော့လေဘယ်လိုလေးတွေရောစိတ်ချမ်းသာအဓိကတော့တက်ကတော့အားကြတာပေါ့နော်ကိုကိုလည်းအဲ့လိုမျိုးလေးပေးဆက်ပြီးတော့ချစ်ပေးနေမဲ့လူတွေကလိုချင်တာပေါ့ဒါအားကြမှုပေါ့ကိုရစကမလေးမြန်ရှာလိုက်တော့ဟုတ်တယ်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဟိုဘယ်လိုပြောရမလဲကိုမျိုးကျော်ကလေအရန်ပေါ့မိန်းကလေးတယောက်အနေနဲ့အရန်စိတ်ချပြီးတော့မှယုံကြည်ရတဲ့ဟုတ်တယ်ခေါင်းတယောက်ဖြစ်တဲ့အတွက်လည်းကိုညီမလေးအတွက်စိတ်ချတယ်ဟုတ်တယ်ကိုကြီးနောက်ကျောလုံးအဲ့နောက်ကျောလုံတယ်ပေါ့နော်အဲ့ဒီအရာတွေကိုတော့ဒါတပြိုင်တည်းခံစားရပေါ့နော်ဒါလေးပါပဲအရန်ကြည်နူဖို့ကောင်းပါတယ်အရန်အေးလုံးတယ်ကိုကြီးအရန်အေးလုံးတယ်မမတင်မိဘာမှမပြောတင်မိဆိုတာလေဘာမှမပြောအဲ့လိုမျိုးကိုနဲ့ကြအဲ့ဒါမမေကတော့ပြောတယ်ယောက်ျားအရန်ဆန်တယ်လို့ခေါ်တာပါအဲ့ကိစ္စကလေတလားတချို့ကျွန်တော်ကြုံမှုတယ်စုံလွဲတွေလေယောက်ျားလေးကအမြဲတမ်းဟာဝင်ပြန်ပြီးစားရင်စားပြန်ပြီးသွားရင်သွားပြန်ပြီးဆိုတဲ့အခါကျဒီ main ကလေးတယောက်မှာနေရာမှာကျွန်တော်သားနေကြည့်မယ်ဆိုကျွန်တော်စိတ်ညစ်မှာဟာငါအဲ့လိုဆိုအိမ်အောင်မပြူဘူးလို့ကျွန်တော်တော့အဲ့လိုခဏတွေးနေပေါ့နော်ဒါပေမဲ့
မိုင်းလေးတို့ရဲ့ live ကကြတော့အဲ့လိုမဟုတ်ဘူးမိုင်းလေးလည်းသူ့ရဲ့အမှုပညာသူကောင်းကောင်းလုပ်ရတယ်အကိုကြီးလည်းအကိုကြီးရဲ့အမှုပညာကောင်းကောင်းလုပ်ကြတယ်ပြီးရင်တယောက်နဲ့တယောက်အရန်ချစ်တယ်ချစ်တာတွေကိုလည်းလေဟိုလိုမျိုးကြီး line ပေါ်တင်ပြီးထုတ်ပြနေတာလည်းမဟုတ်ဘူးဒါပေမဲ့မျက်လုံးမှလည်းမြင်နေရတာနော် မျက်လုံးမှလည်းဟုတ်ကိုကြီးငါကိုကြီး